ညာဒီအိန္ဒိယနဲ့ဖမ်းလာတာအဲ့တော့ဝယ်လိုက်တာပေါ့ကျွန်တော်တို့အကောင့်သေးလေးတစ်ကောင်ပါသေးတယ်ဒါအလုံးပေါင်းကိုသူကရူပီယာ900တောင်းတာပေါ့ကျွန်တော်တို့ကဈေးစစ်လိုက်တာဒါအလုံးပေါင်းရူပီယာ300နဲ့ရတယ်မြန်မာငွေနဲ့ဆိုတော့ရူပီယာ300ကတသိန်းလောက်ကျမယ်ထင်ပါတယ်နော်ဒီ3ကောင်အသေးလေးတစ်ကောင်နဲ့ဒီအကြီး2ကောင်ဒါကိုချက်ပြီးတော့စားမှာပေါ့နော်โอเคအခုကတော့ဟိုဘက် H2 Island ကိုသွားကြည့်မှာဖြစ်ပါတယ်ဒီနေ့ကတော့လှုပ်ပေးရပါဒါပေမဲ့လို့ဟိုမှာသူတို့ concrete လောက်မှာလာကြည့်ပါအောင်ဆိုလို့ကျွန်တော်တို့ MEP service set တွေပါရှိမလို့ဆိုတာသွားကြည့်မှာဖြစ်ပါတယ်ဒီပုံအသေးလေးနေပါဟိုမှာရဲဘော်လေးလာပါပြီစုံပါပြီသွားလိုက်ပါဦးမယ်ဝါတော့ဒီလိုပဲစတော့နာဒီနာသွားတဲ့ချိန်ကတော့အဲ့လိုပဲပုံသေးလေးနဲ့ကူရတာပေါ့လိုင်းကျရင်တော့ဒီလေနဲ့မရပါဘူးလိုင်းကျရင်တော့ဒီ speed boat တော့ဒီကြီးတဲ့ boat တို့နဲ့မှအဆင်ပြေမှာပါနိုင်ဘယ်လောက်တော့ဒီရောက်ပါလဲအဲဒီကိုရောက်ဖို့အတွက်ဒါတော့ reclamation လုပ်နေတဲ့ process တွေဖြစ်ပါတယ်သဲပို့နေတာပေါ့နော်ကျွမ်းကိုပြန်ချက်ယူတာပေါ့အမှန်တော့ဒီနေ့ကပိတ်ရပါပိတ်ရဆိုမဲ့လို့ဒီမှာတော့အချင်းကြီးလေးပေါ်ဆိုလို့ချင်းသွားပြီးတော့ကြည့်ပေးရပါတယ်ဒါတော့ပိုင်ရိုက်နေတာပါဒီ island မှာတော့ပိုင်ရိုက်တုံးရှိပါသေးတယ်H1 ကိုရောက်ပါပြီပုတ်စီးပြီးတော့ကြာရင်အခုတခါ3ဘိန်းပြန်စီးအောင်ပါဗော3ဘိန်းလာပါပြီမူတူပါ Formula 1 motor ဆိုင်ကပြိုင်ပွဲပေါ့ Champion ကိုဒီ Champion မောင်းနေတယ်
ဒါတော့ကျွန်တော်တို့ပေးမဲ့ရုံခန်းဖြစ်ပါတယ် AC တက်ဖို့ကျွန်းတကျွန်းနဲ့တကျွန်းကိုကူးရှင်တော့အဲ့လိုပဲကူးရပါတယ်ဒီကူးရတဲ့သူမှဆင်ပြေတော့ပါဒီမကူးရတဲ့သူကတော့ကန်စီမရပါ